ပါပရိသတ်ကြီးရေဒီနေ့မှာတော့မြန်မာဂီတလောကရဲ့ထိပ်တန်းအဆိုတော်တဦးဖြစ်တဲ့ဝိုင်းစုခိုင်သိန်းရဲ့မယုံနိုင်စရာကောင်းလောက်အောင်မြင်ခဲ့တဲ့ Timeless တကူတော်ရှိုးပွဲကြီးအကြောင်းကိုပြောပြပေးသွားမှာပါအခုအချိန်အထိလည်းပရိသတ်တွေကြားမှာဝေဖန်မှုမဟုတ်ပဲချီးကျူးတန်တွေနဲ့ပဲ့တင်ထပ်နေတော့ပါပဲဘလောက်တောင်အောင်မြင်ခဲ့တယ်လဲဆိုတာအတူတူကြည့်လိုက်ရအောင်နော်ပြီးခဲ့တဲ့ဧပြီလ3ရက်နေ့ကရန်ကုန်မြို့ Eastern Yangon Event Park မှာကျင်းပခဲ့တဲ့ဝိုင်းစုခိုင်သိန်းရဲ့ Timeless Concert ဟာတကယ်ကိုသမိုင်းဝင်ပွဲကြီးတစ်ပွဲဖြစ်ခဲ့ပါတယ်။ပွဲမစခင်ရက်ပိုင်းအလိုကတည်းက VVIP လက်မှတ်တွေအကုန်ပြတ်သွားခဲ့တာကပဲဝိုင်းစုရဲ့ပါဝါကိုတက်တည်ပြနေတာပါ။ပွဲမှာဆိုရင်လည်းလူအင်အားဝိုင်းအင်အားအပြည့်နဲ့ကွင်းကြီးတစ်ခုလုံးပြည့်ရှံနေခဲ့တာပါ။ဝိုင်းစုဟာဒီပွဲမှာသူမရဲ့ထူးခြားတဲ့အတန်ပါဝါတွေမကပဲအန်ဩစရာကောင်းတဲ့ performance တွေနိုင်ငံတကာအဆင့်မီ fashion တွေနဲ့ပရိသတ်တွေကိုဆွဲဆောင်သွားခဲ့ပါတယ်။အခုဆိုရင်ဝိုင်းစုဟာမကြခင်ကတင် Flow Music ကပေးအပ်တဲ့ Popular Female Artist of the Year ဆုကိုလည်းရရှိထားတာကြောင့်သူမအတွက်တော့အောင်မြင်မှုတွေဟာတစ်ခုပြီးတစ်ခုထပ်ဆင့်နေတဲ့နှစ်လို့ပြောလို့ရပါတယ်။ဒီပွဲနဲ့ပတ်သက်ပြီးကျမတို့ channel အနေနဲ့သုံးသပ်ရရင်တော့တကယ်တော့ local female artist တယောက်အနေနဲ့ဒီလောက်ကြီးမားတဲ့ကွင်းပြင်ကြီးမှာ solo show တစ်ခုကိုလူပြည့်အောင်ဖျော်ဖြေနိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။သမိုင်းတစ်လျှောက်မှာကြည့်ရင်အဆိုတော်တင်စာမော်ပြီးရင်တော့အခုလို one lady show မှာလူအင်အားအလုံးအရင်းနဲ့အောင်မြင်အောင်လုပ်ပြနိုင်သူဟာဝိုင်းစုခိုင်သိန်းတယောက်ပဲရှိသေးတယ်လို့မှတ်တမ်းတင်ရမှာပါ။ပရိသတ်တွေရဲ့တုံ့ပြန်မှုတွေကိုကြည့်ရင်လည်းငယ်ဘဝကိုပြန်ရောက်သွားသလိုပဲဆိုတဲ့စကားလုံးကိုအများဆုံးကြားနေရပါတယ်။ဒါဟာဘာကိုပြတယ်လဲဆိုတော့ဝိုင်းစုရဲ့တခြင်းတွေဟာခေတ်တစ်ခုကိုကိုစားပြုခဲ့ပြီးအခုချိန်ထိလည်းခေတ်နောက်မကျပဲ timeless ဖြစ်နေစေဆိုတာပါပဲကျမတို့အမြင်အရဆိုရင်ဝိုင်းစုကိုမြန်မာပြည်ရဲ့ Taylor Swift လို့ပရိသတ်တွေတင်စားနေကြတာဟာမမှားပါဘူးTaylor Swift လို့ပဲဝိုင်းစုဟာလည်းသူမရဲ့ကိုယ်ပိုင် identity တစ်ခုကိုခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်ပြီး concert တိုင်းမှာပရိသတ်ကိုအံ့ဩစရာတွေပေးနိုင်တဲ့ quality ရှိတဲ့ artist တစ်ယောက်ပါအခုဆိုရင်ပရိသတ်တွေကဝိုင်းစုကိုမန္တလေးတောင်ကြီးနဲ့နေပြည်တော်တွေမှာလည်း tower ထွက်ပေးဖို့တောင်းဆိုနေကြပါတယ်။ဒါအပြင်ပွဲကိုမကြည့်လိုက်ရတဲ့သူတွေအတွက်လည်း timeless show movie အနေနဲ့ digital platform တွေမှာတင်ပေးဖို့မျှော်လင့်နေကြတာကိုတွေ့ရပါတယ်။သွားကြည့်ရတာတန်လိုက်တာ live vocal က share ပဲဆိုတဲ့ comment တွေက social media ပေါ်မှာအပြည့်ပါပဲ။ဝိုင်းစုကိုယ်တိုင်ကလည်း So Cosmetic ဆိုင်ဖွင့်ပွဲမှာ timeless show ပွဲကြီးကအောင်မြင်ဆုံးလို့ပြောလို့ရပါတယ်ဆိုပြီး PT ဖြစ်နေတဲ့အကြောင်းပြောပြလာခဲ့ပါသေးတယ်။ကဲပရိသတ်ကြီးရောဝိုင်းစုရဲ့ timeless show ကိုတွားကြည့်ဖြစ်ကြလားဝိုင်းစုရဲ့တခြင်းတွေထဲမှာရောဘယ်တခြင်းကကိုယ့်ရဲ့ငယ်ဘဝကိုအမတ်ရစီဆုံးလဲဆိုတာ comment မှာရေးပေးခဲ့ကြပါအောင်နော်ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့အမှုပညာသတင်းတွေနဲ့ထူးခြားတဲ့သုံးသပ်ချက်တွေကိုအမြဲကြည့်ချင်တယ်ဆိုရင်တော့ကျမတို့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေရှင်